ဆေးရောင်ရဲ့အခြေအနေကိုကြည့်ဖို့အတွက်ကျွန်တော်ပထမဦးဆုံးစာရွက်တွေထုတ်ပေးလိုက်ပါမယ်အားလုံးပဲမင်္ဂလာပါ ABC Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ printer မှာဆေးမညီတဲ့ပြဿနာဆေးမလိုက်တဲ့ပြဿနာတွေကိုဒီဗီဒီယိုလေးနဲ့လုပ်ပြပေးသွားမှာဖြစ်ပါတယ်စာရွက်ကလေးထွက်လာပါပြီဆေးရောင်ရဲ့အခြေအနေကကြက်ကျဲလေးနဲ့မိမ့်မိန်လေးဖြစ်နေပါတယ်ဆေးအားလုံးမလိုက်တဲ့ပုံစံမျိုးဖြစ်နေပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့လုပ်ကြည့်လိုက်ပါမယ်ဆေးကျဲနေတာကိုဖြည့်ဆင်းဖို့အတွက်မိတ္တူကူးစက်ပေါ်မှာစီးတဲ့သရိကံပုံလေးနဲ့အဝိုင်းလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်။သရိကံပုံစံအဝိုင်းလေးနဲ့ဒီခလုတ်ကိုကျွန်တော်3စက္ကန့်လောက်နှိပ်ပေးထားလိုက်ပါမယ်။ဒီလိုဆေးချူနေတဲ့အတန်လေးပေါ်လာပြီဆိုရင်လွတ်ပေးလိုက်ပါမယ်။ဒါကတော့ပိုက်လိုင်းထဲမှာရှိတဲ့မလိုက်တဲ့ဆေးတွေကိုပြန်ပြီးတော့ချူပေးနေတာဖြစ်ပါတယ်။အတန်တွေငြိမ်သွားတဲ့အထိကို3မိနစ်လောက်ကျွန်တော်တို့စောင့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ကြော်ပေးလိုက်ပါမယ်ဆေးချူနေတဲ့အတန်ငြိမ်သွားပြီဆိုတော့ကျွန်တော်နောက်ထပ်တစ်ရွက်ထပ်ထုတ်ကြည့်လိုက်ပါမယ်ဟုတ်ကဲ့ပါဆေးရောင်တွေမကျဲတော့ပဲအဆင်ပြေသွားတာကိုတွေ့ရပါတယ်တစ်ခေါက်နဲ့လှုပ်လို့အဆင်မပြေတဲ့မိတ်ဆွေများကတော့အနည်းဆုံး2ခေါက်လောက်တော့လှုပ်ဆန်ကြည့်ပါ2ခေါက်လောက်လှုပ်လို့မှအဆင်မပြေသေးတဲ့မိတ်ဆွေများကတော့အခုကျွန်တော်ထပ်ပြီးတော့လှုပ်ပြမယ်နောက်ထပ်တစ်နည်းကိုကြည့်ပြီးတော့ထပ်လှုပ်နိုင်ပါတယ်ကွန်ပျူတာထဲက Photoshop တွေကိုကျွန်တော်ဝင်လိုက်ပါမယ် Photoshop ထဲမှာထုတ်မဲ့ဓာတ်ပုံလေးကိုထည့်ပြီးတော့ကျွန်တော် file ကနေပြီးတော့ print ကိုနှိပ်ပေးလိုက်ပါမယ်ဒီလိုဘောင်လေးကျလာပြီဆိုရင် print setting ဆိုတဲ့စာကြောင်းလေးကိုနှိပ်ပေးလိုက်ပါမယ်ပြီးတာနဲ့ဒီဘောင်ထဲကအပေါ်ဆုံးအတန်းက3ခုမြောက်ခေါင်းစဉ် maintenance ဆိုတဲ့စာကြောင်းလေးကိုနှိပ်ပေးလိုက်ပါမယ်ဒီနေရာမှာဆိုရင်ဆက်ပြီးတော့ power cleaning ဆိုတဲ့စာကြောင်းလေးကိုထပ်နှိပ်ပေးလိုက်ပါမယ်ဒီဘောင်မှာဆိုရင်တော့ next ကိုပဲနှိပ်ပေးလိုက်ပါမယ်ဒီနေရာမှာဆိုရင်တော့ပေါ်နေတဲ့အကွက်နှစ်ကွက်ကိုအမှန်ချစ်ကလေးပေးလိုက်ပါမယ်ပြီးရင် next ကိုထပ်နှိပ်ပေးလိုက်ပါမယ်နောက်ဆုံးအဆင့်ဒီနေရာမှာကတော့ start ဆိုတဲ့စာလုံးကိုနှိပ်လိုက်တာနဲ့မိတ္တူကူးဆက်မှာဆေးချူတဲ့အတန်တွေထွက်ပေါ်လာမှာဖြစ်ပါတယ်ဒီတစ်ခေါက်ဆေးချူတာကတော့အရန်ကြမှာဖြစ်ပါတယ်ဆေးချူလို့ပြီးသွားရင်တော့ပြန်ပြီးတော့ထုတ်ဆန်းကြည့်လိုက်ပါနော်တကယ်ချင်းများအားလုံးအဆင်ပြေကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြမယ်ခင်ဗျာ